ကဲနော်ကျွန်တော်တို့ဒီဗီဒီယိုလေးကတော့နောက်ရိုစကင်အကုန်လုံးဒိုင်းမွန်တသိန်းကျော်နဲ့ဖောက်ပြမယ်နော်ကျွန်တော်ဗီဒီယိုလေးပဲဖြစ်ပါတယ်ညီကိုတို့အားလုံးပဲစာဆုံးကြည့်ပေးကြပါကဲ Blank let's go တိုက်ဘယ်လောက်နဲ့ရင်လဲရမလဲ Blank နဲ့ရင်လဲရမလဲတိုက်တော့90နဲ့ဖြတ်လဲလိုက်ရောကဲပထမဦးဆုံးညီကိုတို့10ချိန် let's go ဒိုင်းမွန်တသိန်းနော်ခါနဲ့ဒိုင်းမွန်ဘယ်လောက်ကုန်လဲဆိုတာကျွန်တော်အရင်ဆုံးမှတ်ထားမယ်နော် Blank ဟိုကာကူလေတာနဲ့တစ်ချက်ချရေးပေးတာတိုက်ဒိုင်းမွန်တသိန်း9946 โอเคတစ်ခွန်46တိုင်းမှတ်ထားကာကူလေတာနဲ့10ခွန်46တစ်ခွန်46ဟာတစ်ခွန်10လို့ကိုတည်းရဲ့10ခွန်46လို့10ခွန်46တိုင်း3သိန်း9000နဲ့မှ946လုံးဒိုင်းမူဟောညီကိုတို့ဒီအားဖောက်မှာနော်ဒီအားဖောက်မှာဟုတ်တယ်မုံလေဘရိုကျွန်တော်အကုန်ဖောက်မှာကျွန်တော်အကုန်လုံးဖောက်မှာကျွန်တော်အဲ့ဒီတာဝါရုပ်ထုလဲမနော်ကျွန်တော်တွေဖောက်မှာနော်ဒီဘက်ကဒါကျွန်တော်တွေကာမာကီချီနော်ကာမာကီချီရဲ့ကျွန်တော်တို့တွေနော်ဟိုဟာလဲဖောက်မယ်ကာမာကီချီရဲ့ကျွန်တော်တို့တွေတာဝါတိုင်းလဲဖောက်မယ်ဒါလဲဖောက်အကုန်လုံးကိုဖောက်မှာဘရိုအကုန်လုံးနောက်တို့နဲ့ပတ်သက်တဲ့စကင်တွေအကုန်လုံးကိုဖောက်မယ်ဒါစမယ်နော်ဒါ450လေးနဲ့စလှည့်လိုက်တော့မယ်နော်မှတ်ထားပြီလားတိုင်းမှတ်ထားပြီပါပြီမှတ်ထားပြီပထမဦးဆုံး10ချိန် let's go ဟာငါစကင်ဓာကြီးကိုလုံးအောင်မလားဓာကြီးဟုတ်တယ်ဘာကြီးရပါလဲတိုင်းဘာဘူး emote ကာဒီမော့ emote ရပါတယ်ကဲနောက်ထပ်10ခုနော်နောက်ထပ်10ကဘလန်โอเคဘလန်မနခါရှိသွားရင်လည်းဒါနဲ့ဆိုရင်နခါရှိသွားပြီโอเคနောက်တစ်ခါဘာဖြစ်လဲ3ခါမြောက်ပါလေဘာမှမပါပါဘူးเนาะသူများကန်နဲ့ကိုကန်တူတာမဟုတ်ဘူးကိုရဲ့မဟုတ်ပါဘူးဒါရေဖြည်းဖြည်းပေါ့နော်3ခါနော်ညီတို့3ခါနော်ဖြစ်တတ်တယ်3ခါကဲညီတို့နောက်တစ်ခေါက်ဒီခေါက်မှာပေါက်ပါဘူး4ခါမြောက်เนาะဥစားလေးကွိုင်လေး5ခါမြောက်လဲ5ခါမြောက် let's go 5ခါမြောက်ပါဘလန်6ခါမြောက်6ခါမြောက်ဆိုရင်တော့ပြင်ဘလန်6ခါမြောက်မို့ lucky 7မှာပေါက်မှာတိုင်းဘလန် lucky 7မှာပေါက်โอเคဟောအဲ့လိုနောက်2ခါပဲလို့တော့အခုဒါ6ခါမြောက်တိုင်းရာโอเคemote ထပ်ပေါက်တာဗျာဟုတ်ဒါလေးကဘာလေးလဲတိုင်းeliminate hero တန်ပေါ်တဲ့ဟော hero တန်ပေါ်တဲ့โอเคတိုင်း lucky 7တိုင်း lucky 7ဟာလား lucky number 7 guys lucky number 7เนาะကျွန်တော်450ကိုเนาะကျွန်တော်တို့ lucky 9ခါမြောက်ဥစားပါလေ sakura emote လေးတော့ပေါက်တယ်ဒါကြီးเนาะဒါကြီး9ခါ lucky number 7လည်းမပေါက်သေးဘူးဒါကြီး coin နေသွားကြည့်လောက် coin ဘယ်လောက်ရလဲ940ပဲရှိသေးတယ်ဒါကြီးရဲ့ lucky 9 round view မှာယူလိုက်အောင်အဲ့ဒါဆိုရင်เนาะဒီမှာဒါလေးယူရမှာလားဟုတ်တယ်ယူအောင်Okay တော့ပြန်လဲတော့ရှော့သေးနဲ့ okay ဒါ8ခါမြောက်တိုင်း Okay အဲ့ဒါဥစား Sasuke ကဲ9ခါမြောက်ပလန်ရ9ခါမြောက်ပေါ့ဒီဟို1000နေရာပြည့်မှာဝယ်ရမယ်နဲ့တူပါတယ်ဒီတိုင်းပေါက်မရုံပေါ့ကွာလက်ကားလေးတစ်ခုတော့ပေါက်နေပါတယ်ပလန်ရနော်9ကဘယ်လက်တိုင်း lucky number 10တိုင်း lucky number 10 okay lucky number 10ရှိသေးတာလား lucky number 10 guys ရော့အိမ်မှာ lucky number 10ရှိသေးတာလားဒါမှမဟုတ်ဒီ coin တွေအများကြီးပဲတိုင်း coin တွေအများကြီးပဲဟုတ်တယ်ပဲဟာကဲ lucky number 7လက်ကပေါက်မရုပ်လည်းမဟုတ်ဘူးလို့ကိုကြီးကlucky number 7နဲ့ကွာလေးပဲသွားနိုင်မလားမြင်လက်
တခါလေးတန်းဆက်ကစ်လိုက်တခါတော့ တိုက်တိုက်ရမို့အခုတော့ဆက်နေတော့ဒါနော် စနစ် ခုဆက်နေဆိုတော့1200ရသွားပြီနော်တိုက်ဟိုလောက်တော့တိုက်တွက်ကြည့်တယ်တိုက်ဒိုင်းမွန်450ကိုဆက်နေနဲ့မြောက်ကြည့် 450ကို ဒိုင်းမွန်450ကိုဆက်နေနဲ့မြောက်ကြည့်ငါဒါဆက်နေဟိုဟာဆက်ကမှတဲ့အခါမှာ 9400ကုန်သွားပြီ ဟမ် 9400မဟုတ်ကိုစီတခုက free ပါသေးတယ်ဆိုတော့ကိုစီ9000နဲ့9350လောက်တော့ကုန်သွား အဲ့လိုတိုက်ပြမ်းမြအနေနဲ့နောက်တို့စကင်ကိုအလကားမပေါက်တဲ့လူတွေကတစ်ကတ်1200ရဖို့အတွက်ဒိုင်းမွန်9000ကျော်လောက်တော့ပြမ်းမြကုန်တယ်နော် ဟုတ်တယ် နော်9000ကျော်လောက်တော့ပြမ်းမြကုန်တယ် guys နော်ဆိုတော့ okay ဒါပေမဲ့ကျွန်တော်မလဲသေးဘူးဗလားငါမလဲသေးဘူးငါထက်လဲအောင်မယ်ဝေး လဲ ဒီမှာငါလဲလို့ရနေကွာဒါပေမဲ့ငါမလဲသေးဘူးငါထက်လဲနေတယ်ဝေး လဲပါ ကဲဟိုပါနော်စကင်ရမလားတိုက်ဒီခေါက်က စကစ်လိုက်အဲ့ဒါမှာဖုံးလို့တန်းပေါက်မှာကိုစီဟာ ထက်စကင် ဆို ရ ပါ မ ဘူး လား ကိုစီ24ခုတောင်ပါတယ်မဆို အေး ဘူး အဲ့နောက်တော့ထက်စကင်မယ်နော် တော့ချောက်ကိုစီ4កောင်တောင်ဖောက်အောင်ပါဆိုတော့အော်ကိုတကယ်ကိုစီလက်ကားရမဲ့ကံမပါဘူးလို့68เนาะမစိုးဘူးအဲ့ဒါလေးကတော့အခုကိုစီစကစ်တာကြီးကနည်းနည်းချင်းနေမကောင်းတော့လို့ပဲ20ရောင်မပါတော့ ဘူးဗျာဒါပေမဲ့1200ဖြစ်သွားပြီကွာဟာ 2200เนาะနှစ်လေးလုံးကိုစီနှစ်လေးလုံးဆိုတော့ lucky နံပါတ်ဟာဒီအိမ်မဲ့ဝင်လိုက်ပါကိုစီ ဒီတိုင်းပဲဝယ်ရမယ်နေ ပေါက်ပါလေ လက်ကားမေပေါက်မဲ့ကံမပါဘူးကွာလက်ကားပေါက်မဲ့ကံမပါဘူးကွာရဘယ်ကောင်နေကောက်လာပိုက်နေတယ်ကလည်းငါတိုက်လူရဲသွားဝင်ထားလိုက်အောင်မယ်ဟောလာပိုက်ရောဘလောက်ဖြစ်သွားလဲဘလောက်ဖြစ်သွားလဲတိုက် မမီရော ဟာ ပြီးမှပြန်တွက်လိုက်လို့ရတယ်အေးစီ ကဲထပ်ဖောက်မယ်နော်တိုက် နှစ်ကောင်တော့ရတယ်ကိုစီနှစ်ကောင်သာတော့ရတယ် နှစ်ကောင်လာရရမဟုတ်တော့ အဲ့ဒါဆိုမစိုးဘူးပဲအဲ့တော့ဈေးမကြည့်ဘူးเนาะ ဘယ်ကောင်နေကောက်လာပိုက်နေတာလဲလို့အဲ့ဘိုက်လို့မရအောင်ဘယ်လိုလုပ်အောင်လဲဗလန်လောက်ပါအောင်2500ငါခေါင်းမလည်းမပေါက်ဘူးကွာ စတင်ထဲမှာကိုစီ economic invite လုပ်ရင်လုပ်တာ စတင်ထဲသွားပြီး economic invite လုပ်လာလို့အဲ့ဒါဘယ်သူမှမပိုက်လို့မရ ဘယ်နားအောင်တိုင်းစကင် စတင်ထဲရင်သွားလိုက် ဘယ်စကင်တော့ စတင် ရှော့မှာလား မဟုတ်လေ wifi မီးနာမှာလေကိုစီမှာ ဟမ် wifi မီးနာမှာဟိုမှာ new ဆိုတဲ့ဟာလေး โอเค အဲ့မှာ economic invite ရှိprivacy မှာလားမသိဟုတ်တယ်အမ ကော ပိတ်တယ် ကဲတိုင်း2600ရှိပြီလား okay 4កောင်အနည်းဆုံးဝယ်ရမှာကွာနော် စနေလေး4800လောက်လဲရ 4800လက်ရမှာနော် ဒီကြားတစ်ခေါက်တော့ပေါက်သွားရင်တော့မစိုးဘူးတော်တော်တန်သွားဘူး ဟုတ်တော့တော့ပေါက်သွားမှာကွာတကောင်းမှမပေါက်ဘူး ပေါက်လို့ giveaway ပါပေးပလိုက်လို့ရတယ်နော် အေးလို့ giveaway မှာပေးလိုက်လို့ရတယ်ဟာ ပေါက်ရအောင်ကဲမပေါက်တာ တကယ်မပေါက်တာမလန့်3000ကျော်နေပြီလို့ ကြားမဲ့ရုပ်လည်းမဟုတ်ဘူး နိုင်မင်းအဲ့လိုမပြောပါနဲ့ကွာအခုတော့အလူကြီးပေးနေပုံမလဲနော် လဲတာကိုဘယ်လောက်မှတော့ကုန်မှာမဟုတ်ပါဘူးစကင်တကောင် ဒါတော့တကောင်း9000လောက်ပဲ9000ကျော်တယ်ပါအော်ဟေ့အောင်ရေးဘလန့်3500ဖြစ်နေပြီ 1000ဝဲအောင်မကုန်ဘူးလေ2000ဝဲအောင်မကုန်လဲတာ အေးလဲမယ်ကွာမြောက်ပြီးတော့လေဂွေးတောင်ကောက်မယ်ဖုံးလို့ပြီးတော့တိုက်ရပေါက်လိုက်သမ်းမှာကွာလကားတစ်ခုလောက်မုန်းထွန်အတိုင်းငါနေတော့ဒိုင်းမွန်တသိန်းကျော်လကားထည့်ပေးပြီးတော့ပြန်ယူနေလားမသိဘူး ဟုတ်မယ်ဖြစ်နိုင်တယ် အာဟေ့အောင်ရေးမင်းတကယ်မပေါက်တာဟေ့အောင်ရေး ဟုတ်တာပါ အာဟေ့အောင်စိတ်တွေပါညစ်လာပြီလို့ဘလ4000ဘလောက်ဖောက်မှာ4000 4800 draw reward တွေယူအောင်တယ်ဒီရလား ဟုတ်တယ် ဟဲ့ဆယ်က free ပါတယ်ဗျအော်4300ဖြစ်သွားပြီဗျမဆယ်က free နဲ့ပေါက်မှာဒါကြီး ticket နဲ့ပေါက်မှာကြည့်လိုက်တော့ ဟမ်400နော်
ဟိုဘယ်နဲ့တကယ်မပေါက်တာရအောင်ဘယ်နဲ့တခါချင်းစီလဲကြည့်ရမလား10ကောင်လေ တဲ့လိုက်တော့ဟောအဲ့ဒါတိတ်တော့ထူးမယ်ပြင်ပါ Nee. Tô. Đi. À. Chào. ဘလို့လဲလဲမပေါက်တာ Cá rồi bị lâu này bán rồi bị bỏ à mày. Cá. Bang. ဟွန်း Shit. တကယ်ကုန်ပြန်ယူလားလို့ ဆယ် ပြည့်ပြီကျွန်တော် မြောင်ကြီး ဒီအောင်ရှိရအော် ဟိုအေးတိုင်းရတိုင်းလေးကိုတစ်ကက်လေးနဲ့ပဲလဲလိုက်တော့မယ်တိုင်းနော်တစ်ကက်လေးနဲ့ပဲလဲလိုက်တော့မယ်ညီကိုတို့4900 4800ရပါပြီညာပဲ ပြည့်ပါပြည့်ပါပြည့်ပါ အေးပါကဲဘာစကင်ရင်ယူလိုက်ရမယ်တိုင်းဘာစကင်ရင်ယူလိုက်ရမယ် နောက်တော့ဆောက်လိုက်ပေါ့ ဟိုလိုလေးရဆောက်နော်ခါကီဂျိုဖီဂျိုဂျူဆူ ဘောင်းလာတော့ ခါကီဂျိုရှင်းလို့ဂျူဆူみんな渦巻きナルトが Let's go 帰ってきた နောက် ぞ တော့စကင်ပြီးသွားပြီနောက်တော့စကင်ထောက်ယူမယ် Okay ကျွန်တော်စာစုပဲ 見せてやるよシャリンガンの本当の力をなアマダススサノニューロ Let's go ニューロနော်ဝါဘလက်ရငါသူများလို့ reaction လုပ်ချင်တာကွာလကားပေါက်လို့ရှိရင်ဝိုးမနဲ့ဖြစ်သွားတယ်လို့ချင်တာကူဟာဘောမတိုင်တာဝါတော့ပေါက်လိမ့်မယ်ဗလန်တာဝါတော့ပေါက်လိမ့်မယ်လားတာဝါပေါက်မှာတာဝါမှာပေါက်မှာကဲဟာခါခါရှိဟေး copy ဂျစု ဆောက်နေရတာနော် Sharingan Lightning sign Lightning sign ဂျစု 俺は畑かかしって名前だ လက်ချင်းနေကောင်းတယ်ဗလန်ချင်းနေကောင်းတယ်ဗလန်ချင်းနေကောင်းတယ်ဗလန် ကောင်းကောင်း ဗလန်ဘာလို့ကျင်တာဗလန် ကြောက်လားကြောက်ဥစားဟာဥစားကာရှိ ခွဲလေးတိုင်း 守るために私はもっと強くなる အဲ့လိုနော်ကိုသိ9000လေးတော့မတရာဘူးလား9000မိုးလေးလဲလား9000မိုးလေးလဲ ဝဲလေးတိုင်းလူချင်းဝဲလေး ကို9000မိုးလေးလဲလားကျွန်တော်ဒိုင်းမို့မလောက်လို့4500ပဲရှိတယ်လို့ လူချင်းဝဲလေးတိုင်းရဲ့လူချင်းတော့ဝဲရမှာပဲကဲဆက်က useless လေးလည်းရသွားပါပြီနော် useless လေးလည်းရသွားပါပြီကဲအားတင်တော့မိုဗလန်ငါထပ်ဖောက်ပေးမယ်နေမင်းတော့ထပ်ဖောက်ပေးမယ်โอเค โอเคโอเค အခုတော့ငါစကင်၄កောင်လုံးပြီးသွားပြီဗလန်ကတွက်ဒိုင်းမွန်လေးတွက်ပေးလားဒိုင်းမွန်လေးတော့တွက်ပေးလိုက်နော်ဒိုင်းမွန်တသိန်းကျော်နေပြီးတော့30ခွန်46 89 66 အေး30နှုတ်လိုက်30ခွန်46နေပြီးတော့ဘလောက် 18980ကုန်သွားတယ် โอเคဆိုတော့အားလုံးပဲเนาะကျွန်တော်လူမျိုးเนาะဒါကံမကောင်းအကြောင်းမလာဘဲနဲ့เนาะအလကား free skin lucky မဖြစ်ဘဲနဲ့ပေါ့เนาะကျွန်တော်တို့ဟိုတန်းမပေါက်တဲ့ညီကိုတွေတော့ကတော့ diamond amount 3,900နဲ့ 18980 1,800 18000ပေါ့ 18000 နော်1,800ပဲထားပါနော် diamond 1,800ကုန်ပါတယ်ကျွန်တော်ဒီ Naruto collaboration second 4ခုလုံးရဖို့တော့အခုကျွန်တော်နောက်တစ်ထပ်ဖောက်မှာတော့ဒီရုပ်ထုလေးပေါ့နော်တာဝါပြောင်းလို့ရတဲ့ Gamma Kichi ရုပ်ထုလေးကိုကျွန်တော်ထပ်ပြီးတော့ဆွဲမှာပဲဖြစ်ပါတယ်နော် okay let's go plan let's go ဒီမှာခိုင်းတန်းပေါက်မလားဒီမှာထောက်နေရတယ် let's go ကဲ မိုင်းစီတော့ကြီးရဟာနော် ဒီမှာလည်း coin နေစုနေရတော့မယ် plan ဒီမှာလည်း coin နေစုနေရတော့မယ်ဘယ်လိုလုပ်မလဲ plan ဘာလဲ quite နေကြီးပဲ ဒီမှာလည်းထောက်နေရပဲညီကိုနော်ဒီမှာလည်းထောက်နေရပဲကဲထောက်နေရဆိုတော့ plan 12ခါပေါ့နော်ဟုတ်ပါ ဟုတ်တယ် နော်12ခါအခုဒါ3ခါမြောက်4ခါမြောက် အဲ့လိုတော့တွက်လို့မရဘူးလေဘယ်လောက်ပြီးလဲပေါ့မူတည်ရကိုလေ မယ်လေးတိုင်း4ခါမြောက်ဆို400ရတယ်လေ plan 4ခါပြီးသွားပြီဆိုတော့400ရတယ်မယ် coin ကြည့်လိုက်နော် 10ကလောက်ထိလှည့်ကြည့်လိုက်ပေါ့10ကလောက်ထိလှည့်ပြီးမှရက်လာ
ငါကဟာရော ဟောဒါရုပ်တုရုပ်တု ငါကမြောက်မှာရုပ်ထုပေါ့နော် โอเค 6ခါခုနခါကွာ ဘာပါရဲ့ သူရောင်းအားအီလိုလေဟာ8ခါကွာဟာ9ခါကွာ ရှားဒီပါ10ကောင်လောက်ဆိုရင်တစ်ချက်ပြန်ကြည့်လိုက် 10ခါကွာတိုင်း မင်းတို့ကကုန်မြန်ယူလာလို့သိ ညဦးတိုင်း10ခါ10ခါ ရအောင်နော်10ကောင်တစ်ကောင်တက်လက်ခါတော့လဲရ ဟောမရသေးဘူးတိုင်းအဲ့ဒါကို 25နဲ့လဲလိုက်လေ ဟောကြီးโอเคရပါပြီအာဘယ်မှာသွားလဲရမှာဟုတ်တယ်ကြီးမာလည်းရှိသေးတယ်ကွာ ဟာဟုတ်တယ်အဲ့ဒါမိသွားတာအဲ့မှာ9ကရအောင် အဲ့မှာ 9ကဆို250လေဒါမှမဟုတ်250ဟောမှာ120ပြီးမှရအောင်မဟုတ်ဘူးကဟုတ်ရဲ့ပါ ကွာဒီဒါလေးကိုလဲရမှာမလားတိုင်း ဟုတ်တယ်ဟုတ် တောင်းရလဲရအောင်နောက်တော့ဘာကြံသေးလဲဗလန်ဘာကြံသေးလဲ အကျန်သေးရအမှကြည့်လိုက်လေ okay နေပြီးကြည့်လိုက်လေ အဲဒါကြီးတွေဝယ်ရမှာလား အဲ့နော် ယူမဲယူတော့အကုန်ယူလိုက်တော့မယ်တိုင်းယူမဲယူတော့ဒါတွေပါယူလိုက်တော့မယ်ညီကိုနော်ယူမဲယူတော့ဒါတွေပါယူလိုက်တော့မယ် inventory ထဲမှာခုနနောက်တို့ဟွာတွေရလိုက်တယ်ဗာလေနောက်တို့အထုပ်လေးတွေရလိုက်တယ် inventory ထဲမှာဒီမှာနော်မင်းမစကအဲ့ဘာကြီးတွေလဲကွာကဲဗလန်ပြန်လာလို့ရှင်တော့ဟွာထပ်ပေါက်မေးဗလန်မရောက်သွားလဲကွာဗလန်မရောက်သွားလဲတိုက်ရုပ်ကြီးဖြောက်သွားရောဗလန်ရုပ်ဖြောက်သွားပြီကဲ အဲ့ကလည်းကိုယ်ရှိရခဏ အေးမြန်မြန်လာခဲ့ပါတိုင်းအဲ့ဘာလေးလဲကဲဆိုတော့ကျွန်တော်ဂါရာစကင်ကျဲတယ်နော်ဂါရာစကင်ကဘယ်လိုယူရမှာလဲတဲ့ဂါရာစကင်ဘယ်လိုယူရမလဲဂါရာစကင် ဖောက်လိုက်တော့ကိုယ်ဖောက်လိုက်တော့ မို့ဂါရာစကင်ဖောက်မို့တိုင်မို့ငါဟွာတွေမှာဖောက်မလားလေတိုင်မှာငါဒီဟာလေးပါဖောက်ချင်တယ်တိုင်ဒီနေရာတွေက ဟုတ်တယ် သွားလို့မျိုးဟွာငါတို့ဟွာ5 vs 5ချရတယ်ကြာရင်ငါစကင်ငါဓာကြီး3လာလို့ရှိရင်အဲ့လိုမျိုးကြီးပေါ်လာမှာတိုင်ဟုတ်လို့ဆွဲလိုက်တော့မယ်တိုင် ဆွဲလိုက်တော့အော်လမ်းတော့လမ်းနော် ဆွဲလိုက်တော့နော် လုံးတင်မှာတက်မယ် ဒါလည်း coin 800လောက်ပဲတိုင်8ခါလောက်ပဲလဲရမှာတိုင်နော်ကျွန်တော်နောက်တို့ယူရင်ကောင်းလားဆာသူကယူရင်ကောင်းလားလေဆာသူကတော့ပုံမိုက်တယ်ဟုတ်လို့လေဝါရောင်လေးနဲ့မိုက်တာမိုက်တယ်လဲမယ်ကွာစပ်ဖောက်မေးloading effect လေးတော့ယူမှရမယ် guys ကဲ loading effect မှာဘာယူရင်ကောင်းလဲယူ Sasuke ယူရမလားနောက်တို့ယူရမလား guys Sasuke เนาะကျွန်တော်ခဏနေပြန်ပြမယ်800ပြအောင်ရင်တော့ဖောက်တယ်900 800ပါโอเค800ကဲ brother ကိုရွေးပေးပါဒါတော့ရွေးပေးပါเนาะဒီမှာကျွန်တော်တို့ပြမယ်เนาะဒါယူရင်ကောင်းမလားဒါယူရင်ကောင်းမလားကဲနောက်တို့နဲ့ voting လေးခွဲလိုက်မယ်နော် voting လေးတော့ခွဲဖို့လိုအပ်ပါပြီဒါနှစ်ခုလုံးတော့မယူချင်ဘူး brother နာရူတိုနော်ဘယ်ယူရင်ကောင်းလဲနှစ်ခုလုံးတော့မယူချင်တစ်ခုပဲယူမယ်voting လေးပို့ပေးကြအောင်ဟဲ့နော်ဘယ်ယူရမလဲကဲဘိုးကျွန်တော်ဟွာတော့နော်10မိနစ်ပဲတို့ဘယ်ယူရင်ကောင်းလဲနောက်လို့လားဆက်စုပဲလားဒီမှာနောက်လို့မှာဆိုတော့ဒီတိုင်းမှာကူရာမပေါ်လာမယ်နော်နော်ပြီးတေးပြီးပေါ်လမ်းပြမယ်ဖုံးဆိုပြီးဝင်လာမယ်ဆာစုပဲကျတော့စူဆာနိုပေါ်လာမယ်ပြီးစူဆာနိုလည်းလမ်းပြမယ်ဒီကောင်ကအရောင်ရမ်းကြီးမတောက်တယ်လို့ပဲဆာစုကဲတော့အရမ်းကြီးမတောက်
နောက်တို့တော့တော်တော်တောက်တယ်ညီကိုတို့ဒါလေးကဘာလေးလဲမသိဘူးနော်ညီကိုတို့အဝါလေးပဲတဲ့နော်ခင်းကပူမိုက်နောက်တို့ကပူမိုက်ကဲအဲ့ဒါဆိုနောက်တို့လေးပဲယူလိုက်တော့နော်ဗိုတင်ကနောက်တို့များနေတာညီကိုနော်ဗိုတင်ကနောက်တို့များနေ60%နဲ့40%ဆိုတော့ကဲနောက်တို့ပဲယူလိုက်ပါမယ်ကျွန်တော်လည်းအီတာချီကိုတက်ခဲ့တဲ့စာစုကဲကိုမုန်းနေတာဆိုလေနော်ဘလန့်ဘယ်ရောက်သွားပြန်ပြီလဲဒါကြီးကဲဆိုတော့ဒါလေးပဲယူလိုက်ပါမယ်ကဲကျေးဇူးအများကြီးတင်ပါတယ်ဗိုတင်လေးလှုပ်ပေးသွားတယ်ညီကိုနော်ကဲဆိုတော့ဒါလေးကိုဘယ်မှာသွားချင်းရအောင်ညီကိုရီကောမယူလာတယ်ရီကောယူမယ်နော်ပထမဘလန်တော့ပါကျွန်တော်ပေးမလို့ပဲဘလန်မယူတော့နဲ့တူပါတယ်ဟာရပါကြီးလေ free ရစကင်ကြီးရောဘလန်မရောက်ပါလေဘလန်နော်ကျွန်တော်ဒီမှာဘာတွေကျွန်တော်ကြံသေးတယ်ယူဖို့တော့ကနေဦးဒီမှာဥစ္စာဖြစ်အင်ပါတာလောက်နေလို့ sorry ဘလန်မင်းဘာစကင်ပါလဲပြောရုပ်ဖို့အတိုင်းမင်းတော့ထပ်ဖောက်မယ်လားကာရှိဘယ်ကလည်းမင်းကိုမပေးခင်မှာတိုင်းနေက recall လေးတွေတော့ငါယူလိုက်အောင်မယ်လားတိုင်းဖောက်လိုက်လေဖောက်ပြီးပုံဝင်ဝယ်လိုက်ပေါ့ဟောအဲ့လိုလုပ်လိုက်မနော်recall ကဒီမှာတိုင်း300တဲ့300ဆိုနည်းနည်းလေးပါ300လောက်ပေါ့โอเค1500လောက်ကဲမင်းတော့ဖောက်မယ်နော်တိုင်းမင်းတော့ဖောက်မယ်โอเคရှိုးပြီဟာရှိုးလိုက်တော့ဒါတော့ blend တော့ဖြစ်ပါတယ်တိုက် blend မင်းတော့ကြမှာဖုံးဆိုပေါက်သွားပြီးတော့ ticket တွေအများကြီးရအောင်ဘယ်လိုလဲတစ်ခါတန်းပေါက်သွားရင်နှစ်ကောင်ရရောကဲအဲ့ဒါတစ်ခါရှိသွားရင်တိုင်းနှစ်ခါကွာနှစ်ခါ blend ကို give ပေးပါတယ်ပေးလိုက်မယ် bro ပေးလိုက်မယ်ဒီ diamond เนี่ยသူလည်းလဲဆိုင်ပါတယ် bro 3က4ကအိုး blend အဲ့ဒါဘာrecord ကြီးလားrecord တန်းပေါက်သွားပြီတန်းပေါက်သွားတာပြီလားဘလန်ကိုပေးခြင်းတဲ့ကံဘယ်လောက်ကြီးလဲဆိုဟာမင်းဘလန်ကိုအစကတည်းကဟမ်ဘလန်ဒီလိုမှန်းသိငါမင်းကိုအစကတည်းကပေးပါတယ်တာကြီးဟာဟမ်စကတည်းကမင်းကိုပေးတယ်လို့နော်အဲ့လိုပေးပြီးလဲကိုစီချက်ချင်းတောင်တန်းပေါက်သွားနိုင်တယ်အေးလို့နော်ဒီကောတန်းပါဝါရင်တို့600ခဏခါချက်ခါလာချက်ခါ10ကဟာစက်တခါအဲ့တကောင်တော့ပေါက်လိုက်ကွာဟာဟိုးစားပါရတာကိုစီအပေါ်ကဟိုလေးပါရပါငါပထမကလေးလှည့်နေတာဒါရဟုတ်တယ် legendary တို့ဘာလို့ on ပါတဲ့ဟာကဲဘလက်သားကြီးဒါနော်ဟုတ်တယ်ဒီဟာလားသားကြီးဟုတ်တယ် BLN K လေးလုံးနဲ့ဟာတာလူပါဘလို့ပေးရမလဲတိုင်းဘလို့ပေးရမလဲမဟုတ်ဟာဘာလို့ဒီကြီးယူဒီယူပန်မလန့်တော့ဟာဒီပဲစားပြီကွာယူနေပေးလဲရတယ်လို့ဘလို့ဒီကြီးယူဖန်မလန့်တော့ကဲတိုင်းရောက်လာသွားကြည့်လိုက်တော့โอเคကဲနော်ကျွန်တော်တို့ကြီးရှုနေတဲ့ပရိသတ်တွေတို့အတိုင်းက giveaway လေးတော့ဒီ skin တွေပေးဖို့လိုအပ်သွားတိုင်းနောက်တို့နှစ်ကောင်ပေးလို့ရမယ်စာစုကဲနှစ်ကောင်ပေးလို့ရမယ်ကာကာရှိတစ်ကောင်ပေးလို့ရမယ်နော်ကျွန်တော်တို့တစ်ကောင်ချင်းစီဖောက်ပေးလိုက်ရင်ကောင်းမလားမသိဘူးနော်ညီကိုတို့ကဲအားလုံးပဲ brother တို့အတွက်နော်ကျွန်တော် giveaway မကြခင်မှာ post တင်ပေးပါမယ်ညီကိုတို့နော်ကျွန်တော်တို့မပေးရင်လည်းမပေးဘူးเนาะပေးပြီဆိုရင်လည်းကျွန်တော်တို့ဒီ second တွေကိုကျွန်တော်တို့ giveaway မဲဖောက်ပေးပါပါမယ်ကဲဒီနေ့တော့ကတော့ကျွန်တော် diamond 3သိန်းကျော်နဲ့ဖောက်လိုက်တာเนาะကျွန်တော် balance ကိုလည်း second တစ်ကောင် kit ပေးအပြီးမှာเนาะဒီနောက်တို့ tower တိုင်းတွေဘာတွေရတယ်ပြီးရင်လည်းဒီမှာကျွန်တော်တို့ loading screen တိုင်းပါညာအကုန်ရတယ်အကုန်လုံးရတယ်ဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော် diamond 9400လောက်ကျန်တယ်ပေါ့เนาะကျွန်တော်တို့3,900လောက်ကနေပြီးတော့ကျွန်တော်စဖောက်လိုက်တာဆိုတော့ဟိုလောက်တော့ကုန်သွားရင်เนาะ3000ကျော်လောက်တော့ကုန်သွားရင်เนาะဟုတ်တယ်3000ကျော်လောက်တော့ကုန်သွားပါတယ်ကဲဆိုအားလုံးပဲ good luck ပါเนาะနောက်တစ်ခေါက်ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးနေကြညီကိုတွေအားလုံးကျေးဇူးများတင်ပါတယ်နောက်တစ်ခေါက်ကျရင်လည်းဒါပရိသတ်တွေအတွက် giveaway ဗီဒီယိုလေးတင်ပေးပါပါမယ်အားလုံးပဲ good luck ပါ guys bye bye